ဆိုတော့ကျွန်တော်တို့ဒီအင်္ဂလိပ်စာတူတက်ဖို့ proficiency ကောင်းဖို့လို့စဉ်းစားရတဲ့နေရာမှာများသောအားဖြင့်ကျွန်တော်တို့တတိရှိကြတာကအတန်းနေပုံမှန်တက်ကမယ်ပုံမှန်တစ်ခုခုလေ့လာရမယ်ပေါ့နော်အဲ့ဒါလို့ပြောတဲ့နေရာမှာကျွန်တော် exposure ကိုထည့်သွင်းစဉ်းစားဖို့လိုတယ်ပေါ့နော် exposure ဆိုတာကတော့လွယ်လွယ်လေးပြောမယ်ဆိုရင်ထိတွေ့ပေါ့နော်ဆိုတော့ဘယ်လောက်ထိကျွန်တော်တို့ကိုယ့်ကိုထိတွေ့ပေးနိုင်တယ်လဲစာသင်တဲ့အခါကြားလို့ရှိရင်တော့ကျွန်တော်တို့အခန်းထဲမှာစာသင်ခန်းထဲမှာ exposure ရှိမယ်စကားတွေပြောမယ်ဒီ language နဲ့အထိတွေ့ရှိနေပဲပေါ့နော်ဒါပေမဲ့အခြားနည်းလမ်းနဲ့ဘယ်လိုဒီ language နဲ့အထိတွေ့ရှိနေအောင်လုပ်လို့ရနိုင်မလဲဆိုရင်နည်းလမ်းတွေကိုကျွန်တော်စဉ်းစားဖို့လိုမယ်Hello, welcome to Little London's Tips Tuesday program. My name is Teacher Nikki. Today, I want to share some useful tips for you to improve your English language proficiency. When we think about English language proficiency, most of us are aware that we need to attend classes regularly, learn on a regular basis, and at the same time, most of us tend to think that speaking English in the classroom would be enough and this alone would automatically improve our English proficiency. But really, so when we think about proficiency, we need to think about exposure. How much do we need? How much exposure do we need to really improve our proficiency? When we say exposure, I mean ways to get in touch with the English language. So you need to think about how else can I get in touch with the English language? So you can think about resources, websites, blog posts, YouTube videos, and anything that you're interested in. So you need to link your interest with the exposure, with the resource that you're learning from. For example, in the modern era, we have loads of websites which can aid you in improving your proficiency. So proficiency is related and linked to exposure. So think about ways and ask this question to yourself. Am I getting enough exposure? Do I do enough really to get proficiency, to improve my proficiency? So think about, linking your interest with the English language, with the resources that you are learning. ဆိုတော့ကျွန်တော်တို့ဒီအင်္ဂလိပ်စာတူတက်ဖို့ proficiency ကောင်းဖို့လို့စဉ်းစားရတဲ့နေရာမှာများသောအားဖြင့်ကျွန်တော်တို့တတိရှိကြတာကအတန်းနေပုံမှန်တက်ကမယ်ပုံမှန်တစ်ခုခုလေ့လာရမယ်ပေါ့နော်အဲ့ဒါလို့ပြောတဲ့နေရာမှာကျွန်တော် exposure ကိုထည့်သွင်းစဉ်းစားဖို့လိုတယ်ပေါ့နော် exposure ဆိုတာကတော့လွယ်လွယ်လေးပြောမယ်ဆိုရင်ထိတွေ့ပေါ့နော်ဆိုတော့ဘယ်လောက်ထိကျွန်တော်တို့ကိုယ့်ကိုထိတွေ့ပေးနိုင်တယ်လဲစာသင်တဲ့အခါကြားလို့ရှိရင်တော့ကျွန်တော်တို့အခန်းထဲမှာစာသင်ခန်းထဲမှာ exposure ရှိမယ်စကားတွေပြောမယ်ဒီ language နဲ့အထိတွေ့ရှိနေပဲပေါ့နော်ဒါပေမဲ့အခြားနည်းလမ်းနဲ့ဘယ်လိုဒီ language နဲ့အထိတွေ့ရှိနေအောင်လုပ်လို့ရနိုင်မလဲဆိုရင်နည်းလမ်းတွေကိုကျွန်တော်စဉ်းစားဖို့လိုမယ်ဥပမာ modern ခေတ်သစ်မှာဆိုလို့ရှိရင်ကျွန်တော်တို့များစွာသော website တွေကျွန်တော်တို့ကိုအထောက်ပံ့ပြုနိုင်တဲ့ exposure ကောင်းကောင်းရအောင် reading ဖြစ်တော့၎င်း listening ဖြစ်တော့၎င်းဥပမာ radio နားထောင်ခြင်းဖြစ်တော့၎င်းကိုနှစ်သက်တဲ့ blog post တစ်ခုခုကိုဖတ်ပြီးတော့၎င်းကျွန်တော် exposure ရယူနိုင်တယ်ဒီအပြင်ကိုကျွန်တော်တို့ native speaker နဲ့စကားပြောကြည့်ပြီးတော့၎င်းကိုထက်တော်တက်တဲ့သူစီက speaking partner ကောင်းတယောက်အဖြစ်ကိုတငယ်ချင်းနဲ့စကားအတူတူပြောပြီးတော့၎င်းကိုယ့်ရဲ့ exposure အထိတွေ့ကိုပို့ပြီးတော့တိုးအောင်လုပ်နိုင်တယ်ပဲเนาะအထိတွေ့ဘယ်လောက်ထိရှိနေမလဲအဲ့လောက်ထိကိုယ့်ရဲ့ fluency ကိုယ့်ရဲ့ proficiency ဒါတွေကိုတော့တိုးတက်လာလိမ့်မယ်ပေါ့နော်အဲ့ဒီခါကျလို့ရှိရင်ကျွန်တော်တို့စာသင်ခန်းထဲမှာပဲသင်ယူနေတာမဟုတ်ဘဲနဲ့ကျွန်တော်တို့ဘယ်ပဲသွားဘယ်ပဲလာကားမတိုင်မှာကားဆောင်နေတဲ့အချိန်မှာလည်း website တွေကသင်ယူနေတာဖြစ်ကောင်းဖြစ်နိုင်တယ်ဘတ်စကားပေါ်မှာလည်းကျွန်တော်တို့တစ်ခုခုစီကနေပြီး resource တစ်ခုခုသုံးပြီးသင်ယူနေတာဖြစ်နိုင်တယ် coffee ဆိုင်မှာလည်းတကယ်ချင်းနဲ့စကားပြောလေ့ကျင့်ပြီးတော့သင်ယူနေတာဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့တော့ဘယ်ပဲသွားဘာပဲလုပ်ဒီအင်္ဂလိပ်စာသင်နေတဲ့အချိန်တော်အတွင်းထဲမှာကို proficiency ကို fluency ကောင်းလာအောင်ကိုအမြဲတမ်းဒီအထီးတွေကိုဘယ်လိုတိုးပွားအောင်လုပ်မလဲဆိုတော့နီးလန်းတွေကိုရှာဖို့လည်းလိုအပ်တယ်ပေါ့နော်ဒီလိုကိုနီးလန်းတွေကိုမရှာနိုင်ဘူးအခက်အခဲဖြစ်နေရဆိုတဲ့အခါကျလို့ရှိရင်လည်း you can approach your teachers ပေါ့နော်ဆိုတော့ကိုယ့်ရဲ့ဆရာတွေကိုယ့်ထက်အရင်ကလေ့လာသွားတဲ့ seniors တွေကိုကြင်တောင်းကြည့်ရမျိုးအကူအညီတောင်းတာမျိုးဒါမျိုးတွေလုပ်လို့ရတယ် So my first tip for today is exposure. Think about whether you are getting enough exposure or not. That's all. I say goodbye.